င်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့မှာတော့မေမေစကားနားထောင်ပါပုံမြင်လေးပြောပြပါမယ်နားထောင်ဖို့အသင့်ဖြစ်ပြီလားဒီနေ့မှာတော့မိခင်အချစ်အရေးအောင်မှာဘလို့အနေရတွေကိုလဲကင်းလွတ်နိုင်ခဲ့တယ်ဆိုတာကိုပြထားတဲ့နှမိခင်နဲ့ငှက်ကလေးတို့ရဲ့သင်ခန်းစာပါတဲ့ပုံမြင်လေးကိုပြောပြပေးချင်ပါတယ်ဒီပုံမြင်လေးကိုကျမကမေမေစကားနားထောင်ပါလို့ပြောင်းလဲအမည်လေးပေးထားပါတယ်တခါတော့ကတစ်ပင်မြင့်ပေါ်မှာနှမိခင်ကအင်္ဂလိပ်တစ်လုံးစောက်ထားတယ်အဲ့ဒီအိမ်ထဲမှာချစ်စရာနှက်ကလေးတွေပျော်ပျော်ရွှင်ရွှင်နေရင်မိမိကအကာအကွယ်ပေးတယ်လို့ယုံကြည်ကြပါတယ်။ဒီနေ့မှာတော့မိမိကအစာရှာဖို့ထွက်သွားရပါတော့တယ်။ထွက်သွားမဲ့အချိန်မိမိကပြောသွားတယ်။ကလေးတို့ရေမိမိမရှိသေးခင်အိမ်ထဲကနေမထွက်ရဘူးနော်။အပြင်မှာမကောင်းသူတွေရဲ့အနေရရှိတတ်တဲ့နှက်ကလေးတွေကလည်းဟုတ်ကဲ့မိမိတို့ဖြေပြီးတိတ်တိတ်လေးနေကြတယ်မိမိထွက်သွားချိန်မှာကြောင်တကောင်ကအိမ်အောက်ကိုတိတ်တိတ်လေးဝင်လာတယ်ပြီးတော့ကလေးတို့မိမိမရှိဘူးနော်အပြင်ထွက်ကစားမလားလိုချုံမြိန်တဲ့အတန်နဲ့လိန်လဲဖို့ကြိုးစားတယ်နှက်ကလေးတွေကမိမိပြောတာကိုသတိရတယ်မထွက်ရဘူးအနေရရှိတယ်ဆိုတာကိုကြားယောင်ပြီးသူတို့ကပြန်မပြောပဲအိမ်ထဲမှာပဲငြိမ်ငြိမ်လေးနေကြတယ်မကြာခင်နှမိခင်ပြန်လာတယ်အိမ်အောက်ကကြောင်ကိုမြင်တော့မကြောက်ပဲတောင်ပန်နဲ့တိုက်ခိုက်ပြီးကြောင်ရဲ့အနေရကလွတ်မြောက်အောင်တန်မာစွာကာကွယ်ပေးတယ်ကြောင်ကလည်းပြေးထွက်သွားတယ်အဲ့ဒီနောက်နှက်ကလေးတွေကအိမ်ကလေးထဲမှာမေမေရဲ့တောင်ပန်အောက်ကိုအမြန်ဆုံးဝင်ကြတယ်။တငယ်ချင်းလေးတို့ရေဒီပုံမြင်ကဘာသင်ခန်းစာရလိုက်ပါသလဲ။မိဘတို့ရဲ့သတိပေးစကားအကြံပေးစကားတွေကိုကလေးတွေကလိုက်နာရမယ်နော်။အပြင်ကလူတွေရဲ့လိမ်လည်စကားတွေကိုမယုံမကြည်ပဲအမြဲသတိထားရမယ်။တကယ်မသိသေးတဲ့အရာမျိုးကိုမပြုတ်လို့ခင်ဘာပဲလုပ်မိမိပြောတာကိုပြန်သတိရဖို့လိုပါတယ်နော်ဒီလိုမျိုးတခြားစိတ်ဝင်စားစရာပုံမြင်တွေဒါမှမဟုတ်မြမပုံဝတ္ထုတွေကိုနားဆင်ကျင်ပါသေးသလားဒီပုံပြင်လေးကသင်အကြိုက်ရှိတယ်ဆိုရင် like လုပ်ပေးဖို့နောက်ထပ်သဘာဝပုံပြင်လှလှတွေကြည့်ချင်ရင်တော့ဒီ channel ကို subscribe လုပ်ထားပေးပါနော်ကျေးဇူးတင်ပါတယ်ရှင်